တော်ရီကြောင်းပြောကြရအောင်အောက်ဆုံးကတော့မြေပြီးတော့လူနဲ့ပြင်မှာပေါ့နော်လူကစပြောမယ်ဆိုရင်အခုလူရဲ့တက်တန်း85နှစ်ပေါ့လူရဲ့အနှစ်90မှာဒီရုပ်စိုးအပါဝင်ပေါ့နော်စရုမဟာရဲ့နက်ကတရက်အဲ့လိုပဲလူရဲ့အနှစ်100မှာတောင်းနေတာတရက်လူရဲ့အနှစ်200မှာတုတိတာတရက်အဲ့လိုတက်သွားဟိုမာနကြီးနေတဲ့ဝတ္တဝတီကြတော့လူအနှစ်1600မှာဝတ္တဝတီကတရက်အဲ့ဒီရက်နဲ့ရှိလိုက်တာနှစ်ပေါင်း16000ဒါဝတ္တဝတီနတ်ပြည်ရဲ့အသက်နတ်ရဲ့အထက်မှာတော့ပြမဘုံ20ရှိရပေါ့နော်ဒီလောက်ပါပဲလူပြည်ကြတော့လူပြည်မှာပရိသေတွေကအမိဘက်ထဲမှာနေတာတစ်မျိုးအဲ့တော့မကြီးပင်ကမွေးတာတို့ပါလို့ဆိုတာဖះလက်ထက်မှာရှိတယ်ဒါမျိုးကလည်းရှိသေးတယ်တန်တိတစားပေါ့နော်အဲ့တော့မကြီးပင်အောင်မွေးရဆိုရင်တော့ဥကလည်းမွေးနိုင်တာပဲအဲ့တော့လူတွေမွေးတာဘွားနဲ့ဖြစ်တာတော့လူတွေမှာမမွေးဘူးနတ်တွေရဲတွေပိတ်တာတွေအဲ့မှာတော့ဘွားကနေဖြစ်တာပေါ့နော်ဘွားကနေဖြစ်တာရှိတယ်တိရစ္ဆာန်ကြတော့လူပဲဘွားကနေလည်းဘွားနေတော့သူကတိရစ္ဆာန်တော့မဖြစ်ဘူးအညီဟောက်ဆွဲမယ်ဥကမွေးမယ်ဘက်ကမွေးမယ်နော်အဲ့လိုပရိသေ3မျိုးရှိမယ်လူနဲ့ကပ်ပြီးတော့နေတဲ့ရုပ်ကစိုးတွေကြတော့အဲ့ဒီစတုမာတဲ့နတ်တွေကြတော့မြတ်စွာဘုရားဟောတာတချို့နတ်တွေကအသက်ကအတိုင်းရှိဘူးတဲ့တော်တော်ရှိယူနေကြတယ်ဆိုတော့အဲ့နတ်တွေရဲ့အသက်ကတော့အတိုင်းမရှိဘူးအဲ့တော့တချို့လူတွေနဲ့တချို့နတ်တွေမှာကြတော့တွေးပေါ့နော်တွေးဆိုတာကုသိုလ်ကောင်းမလို့တဲ့ခါမှာပညာမပါဘဲနဲ့လူလိုက်တန်းလိုက်ပြေးလိုက်ကန်လိုက်ဒီလောက်ပဲအဲ့ဒီလူတော်လေးကြတော့လူဖြစ်တယ်နတ်ဖြစ်တယ်ဒါပေမဲ့တရားအထုတ်ရင်တရားမရအောင်အဲ့လိုမျိုးအဲ့ဒီလူနဲ့ကျန်တဲ့နတ်တချို့နတ်တွေကြတော့အဲ့ဒါတရားအထုတ်လို့ရှိရင်တရားရတယ်သူတို့ကဒီဟိတ်ဒီကုသိုလ်လုပ်တဲ့နေရာမှာဉာဏ်ပညာပါတော့သူတို့ကတရားနားလေတဲ့တရားလည်းရတယ်တိရစ္ဆာန်တွေကြတော့အာဟိလို့ခေါ်တော့သူတို့ကြတော့ဘာလို့ဖြစ်ဉာဏ်လည်းမပါတရားဟောလို့လည်းမရဘူးတိရစ္ဆာန်တွေမှာပါတယ်တချို့ကိုကြီးရဲ့နာအားတွေကြတော့တရားဟောလဲမကြည့်ဘူးတရားကိတော့ဘုန်းကြီးရောက်ဆောင်လို့လာဝတ်ကြတယ်ဒါနဲ့သူကြတော့ဝတ်တော်ဝတ်တယ်သူကပြည်တယ်များတယ်အဲ့လိုရှိဒါက